အားလုံးပဲမင်္ဂလာပါခင်ဗျရှုခေဒုတိ channel ကနေကြိုဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ခုဒီလိုဖိုင်လေးတင်ပြပါပေါ့နော်ကျွန်တော်ရဲ့အမျိုးတွေအတွက်ကိုလာမတပတ်စာအတွက်3ရက်မွေးစာတို့ပတ်တီတွေကိုကျွန်တော်ဗီဒီယိုဖိုင်လေးလာရောက်ပြီးတော့တင်ပေးရဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုချွနေတဲ့မျိုးဟာကျွန်တော်ရဲ့ UK ဒုတိ channel လေးကို subscribe မနေရတဲ့နေထားပေးပါကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်း share ပေးနေတော့ share ပေးပါဒီဗီဒီယိုဖိုင်လေးကိုဆုံးဖြတ်ထားပြပါပေါ့နော်ကျွန်တော်ဒီကအဖြစ်ခုဘက်မှာတော့အခုပြီးသွားတဲ့တစ်ပတ်မှာတော့ကျွန်တော်အမျိုးတွေအားလုံးအပေါ်မှာတပတ်စာကလွယ်လို့ပေါ့နော်အားလုံးပေါ်မှာကျွန်တော်စာလုံးမွေးပတ်တီတမရဲ့အတွက်ကိုတော့ကျွန်တော်တာဝန်ကျေသွားတယ်တော့ကျေသင်းတော့ကျေနေပြီးထင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တော့ကြာနေတရက်စာမှာကျွန်တော်ခွန်ပတ်တီတမရဲ့အတွက်ကဲပေါပတ်တီဆိုပြီးတော့ကျွန်တော်ရှစ်ပတ်တီပေးထားတဲ့အပြင်ကို80ရှင်က83ဆိုပြီးတော့ကျွန်တော်83 break ဆိုပြီးတော့ကျွန်တော်ရဲ့ပြိုဖာနားထောင်တဲ့မျိုးတွေကသိပါလိမ့်မယ်။ခွက်ကောင်းကျွန်တော်80ဆိုပြီးတော့ရွေးပေးထားတာရှိတယ်။အဲ့ဒီကဏ္ဍကကျွန်တော်အဓိကမဲခွက်ကိုတင်ထိုးဖို့လည်းကျွန်တော်ပြောထားတာရှိတယ်။ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုအသေးချာနားထောင်တဲ့အမျိုးတွေကသိပါလိမ့်မယ်ပေါ့နော်။အဲ့ဒါရှစ်ပတ်တီထွက်သွားသလိုတောက်ကြနေနေဘက်မှာ80ဆိုပြီးတော့တစ်ခွက်ကောင်းမိန်းခွက်လည်းဝင်သွားတယ်ပေါ့နော်။ဟုတ်ကဲ့ပါတပတ်စာကအနေထားနေရတော့ကျွန်တော်လေးလုံးခွေတစ်ခွေကြံသွားခဲ့တယ်ပေါ့နော်၄၅၆ခုအခွေကြံသွားခဲ့တယ်ကျန်တဲ့တပတ်စာကတော့၃လုံးခွေထွက်တယ်မူထိပ်တီလည်းထွက်တယ်ပေါ့နော်အခုလာမယ့်တပတ်စာအတွက်ကိုလည်းကျွန်တော်တပတ်စာကိုလည်းကျွန်တော်စူးစမ်းပြီးတော့တင်ပေးပါမယ်တပတ်စာကိုလည်းကျွန်တော်ပုံမှန်စနေတော့မဟုတ်တနေ့နေ့တည်းရဲ့မှာကျွန်တော်တင်ပေးပါမယ်ခင်ဗျာအဓိကအဖြစ်ဒီဘက်နေမှာပြောရချင်တာကကျွန်တော်ချိန်မှာ3ရက်မွေးပတ်တီတော့မပတ်တီနဲ့ main ခွက်ကိုအဖေဝင်ပတ်တီနဲ့ main ခွက်ကိုအဖေဝင်ချင်းမလို့ဘူးမိသူမဆိုကျွန်တော်စီမှာလာပြီးတော့ယူလို့ရတယ်ပေါ့နော်လာပြီးတော့မိသူမဆိုလာပြီးလို့ရတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်95114343 Viber မှာဆက်သွယ်ပြီးလာပြီးလို့ရသလို941938659ဖုန်းမှာလာဆက်သွယ်ပြီးလို့ရတယ်ကျွန်တော်ခဏမရောက်သေးဘူးဆိုလို့ချင်းလည်းစိတ်မပူနဲ့ကျွန်တော်တနင်္ဂနွေနေ့မှာအားလုံးတူအကြောင်းမကြံပို့ပေးထားမယ်message ကနေပြီးတော့လည်းဟိုင်းထားလိုက်ပါကျွန်တော်ဖုန်းမကန်ဘူးဆိုလို့ရှိရင်တော့ message ကနေဟိုင်းထားလိုက်ပါအဲ့ဒါလည်းဖုန်း message ရယူမဲ့အမျိုးတွေအားလုံးကဖုန်းဆက်တာထဲကျွန်တော် message ရယူတာပို့ပြီးတော့ဆင်ပါလိမ့်မယ်ဖုန်းဆက်တဲ့ဆိုရင်ကျွန်တော်ကန်ဖြစ်ချင်မှကန်ဖြစ်လို့ပါဒါကလည်းအလေးမထားလို့မဟုတ်ပါဘူးကျွန်တော်မအားတဲ့အချိန်မှာဆိုရင်မကန်ဖြစ်တဲ့ကြောင့်မလို့ဖုန်း message ကနေဟိုင်းထားလိုက်ပါအဖို့ဝင်ပတ်သေးပါဖုန်းရှင်မလို့ပါဘူးအဲ့ဒါလေးကိုလာပြပြခြင်းဖြစ်ပါတယ်9114383ရဲ့ Viber မှာဟိုင်းထားလိုက်ပါ9119369ဖုန်းမှာ Viber မှာရှိတဲ့မျိုးတွေကအဲ့ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လာပြီးယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ဒါလေးကိုလာပြပြခြင်းဖြစ်ပါတယ်တနင်္ဂနွေနေ့နောက်ဆုံးထားပြီးတော့လာပြီးယူပေးပါဒါလေးကိုလာပြပြခြင်းဖြစ်ပါတယ်အခုဒီခါချိန်နောက်ပိုင်းမှာလာဆက်ပြီးယူရပါပြီခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ